ဘာထူးချွန်ဆုံးဉာဏ်ကြီးရှင် Albert Einstein သူကွမ်းသောချိန်မှာကုခန္ဓာကိုမိသကြုပ်ကိုမထားခဲ့ပေမဲ့လုံးဝမမျောလင်းတဲ့အဖြစ်တစ်ခုဖြစ်ခဲ့ပါတယ်။1955ခုနှစ်ဧပြီလ18ရက်ရင်ခွဲစစ်ဆေးပေးမဲ့ဒေါက်တာ Thomas Harvey ဟာမြေုံချိနိုင်စရာလုပ်ရတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အုံနောက်ကိုအပိုင်း140ပိုင်းထပ်တောက်ပြီးတော့သိပ္ပံနေကြတိလာဖို့ဆိုတဲ့အကြောင်းပြချက်နဲ့မိသားစုရဲ့ခွင့်ပြုချက်လုံးဝမယူခဲ့ပဲခိုးယူလိုက်ပါတော့တယ်။ဒီလိုလုပ်လိုက်တဲ့အတွက်သူ့ဘဝလည်းပြောင်းလဲသွားခဲ့ပါတယ်။ဟာဘီဟာအလုပ်ပြုတ်ပြီးတော့စေကူတာခွင့်လိုက်စင်လဲအသိမ်းခံလိုက်ရပါတယ်။အိမ်အောင်လည်းပြုတ်ခွဲခဲ့ပါတယ်။ဒါပေမဲ့သူကအုံနောက်စိတ်ပိုင်းတွေကိုမစွန့်လွတ်ခဲ့ပါဘူး။ဒီမောင်းလေးစဲကြားတဲ့အထိဟာဘီဟာအဲ့ဒီအုံနောက်တွေကိုပန်းသီးဝိုင်းဖြော်တဲ့တစ်တာနဲ့အေးဆက်ထဲမှာတော့ဖွက်ထားခဲ့မှုပါတယ်။နောက်ဆုံးတော့စာနယ်ဇင်းသမားတို့ဦးကသူ့စီမှာအုံနောက်တွေရှိနေတယ်ဆိုတာကိုဖော်ထုတ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Einstein ရဲ့အုံနောက်ကိုသူသေသနာပြုလုပ်ခွင့်ရခဲ့ပါတယ်။အုံနောက်ရဲ့စိတ်ပိုင်းတချို့မှာဆဲသစ်ဒီစပုံများတာညင်ရင်နဲ့ဆိုင်တဲ့နေရာတွေမှာထူးခြားတဲ့ခေါက်ချိုးပုံစံတွေဖြစ်နေတာကိုတွေ့ရှိခဲ့ကြပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ဉာဏ်ကြီးရှင်ဖြစ်တည်မှုရဲ့အဓိကလျှို့ဝှက်ချက်ကတော့ယနေ့ထိတိုင်ဗဟိတစ်ခုအဖြစ်ကျန်ရှိနေသေးပါပဲ။ဒီဇလန်းကိုကြားပြီးရင်တော့မိတ်ဆွေတို့ရောဘလို့ထင်ပါလဲ။တကယ်လို့သင်သားဆိုရင်ဉာဏ်ကြီးရှင်တယောက်ရဲ့အုံနောက်ကိုလေ့လာဖို့ခိုးယူမှလားဆိုတာကွန်မန့်မှာပြောပြခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်